ဗိုလ်ချုပ်မင်းအောင်လှိုင်ကဘာလို့ရွေးကောက်ပွဲလုပ်ချင်နေတာလဲဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ရည်ရွယ်ချက်ကဘာတွေလဲနိုင်ငံရေးသမားတော်တော်များများကတော့ခံမှန်းမိကြပြီးဖြစ်မှာပါဒါပေမဲ့ပြည်သူလူထုအများစုကြီးကိုယ်တိုင်တိတိကျကျရှင်းရှင်းလင်းလင်းသဘောပေါက်ထားကြဖို့ကလည်းအလွန်ရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုကြီးတရက်လုံးရဲ့ကံကြမ္မာနဲ့ဓာတ်ရိုက်သက်ဆိုင်နေလို့ပါဒါအပြင်မှာနိုင်ငံရေးလုပ်ငန်းတွေအားလုံးအတွက်တကယ်အစစ်မှန်အင်အားကပြည်သူလူထုဖြစ်နေတဲ့အတွက်ကြောင့်ပြည်သူလူထုရဲ့သဘောပေါက်နားလည်မှုကအလွန်ရေးကြီးပါတယ်ပြည်သူလူထုနဲ့တော်လှန်ရေးသမားတွေဆိုတာကလှန်သွားနဲ့လှန်ရိုးလိုပါပဲတော်လှန်ရေးသမားတွေကလှန်သွားပါဆရာနာရှင်ရဲ့အသက်နှလုံးကိုထိုးဖောက်မဲ့လှန်သွားဟာတော်လှန်ရေးသမားတွေပါဒါပေမဲ့အဲ့ဒီလှန်သွားကိုအင်အားအပြည့်ရှိအောင်ပံ့ပိုးပေးထားတဲ့လှန်ရိုးဟာပြည်သူပါပြည်သူရဲ့ကူညီပံ့ပိုးမှုထောက်ခံအားပေးမှုမရှိလို့ရှိရင်လှန်သွားဟာဘာကိုမှထိုးဆိုင်နိုင်မှာမဟုတ်ပါဘူးဘိုးချုပ်မင်းအောင်လှိုင်လုံးမဲ့ရွေးကောက်ပွဲဟာဘာမှအရေးမပါဘာမှအရေးမကြီးဘူးလို့လူအများစုကသဘောထားနေကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရွေးကောက်ပွဲဟာအသွင်သဏ္ဍာန်အရာရောအနှစ်သာရအရာပါဘယ်ဘက်ကကြည့်မှန်ကန်မျှတမှုမရှိလို့ပါ။အဲ့ဒါကြောင့်လူတွေကစိတ်မဝင်စားကြပါဘူး။ရွေးကောက်ပွဲဟာအရေးမပါဘူးလို့သဘောထားပြီးတော့လစ်လျူရှုနေကြပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့အဲ့ဒီရွေးကောက်ပွဲဆိုတာကိုသိအားထားနေတာမြင်တွေ့နေရပါတယ်။အဲ့ဒီရွေးကောက်ပွဲဟာသူတို့အတွက်ထွက်ပေါက်တစ်ခုလို့သဘောထားနေပါတယ်အဲ့ဒါလို့စစ်ကောင်စီကတိတ်အားထားနေတာအားကိုးနေတာကိုကရွေးကောက်ပွဲဟာအရေးပါနေပြီလို့ဖော်ပြနေပါတယ်ရန်သူရဲ့အားထားစရာလက်နက်တစ်ခုဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒါဟာအရေးပါလို့ပါပဲကောင်းမဲ့မျှော်လင့်ချက်ထားပြီးတော့အရေးပါတာမဟုတ်ပါဘူးရန်သူလက်နက်ကိုမပြတ်အောင်ဖျက်ဖို့လိုအပ်ချက်ကြီးတစ်ခုဖြစ်တဲ့အတွက်အဲ့ဒါဟာအရေးပါတယ်လို့ပြောတာပါ